အခါလေကြရင်ကိုကပျောက်သွားရင်6ခံလိုက်ရတယ်လို့ပဲတွေးလိုက်တာကိုတကယ်ပြစ်ချခံလိုက်ရတယ်ဆိုတော့လူတွေကသိမစင်စားမိကြဘူး လှုပ်ပြန်ပြီဟေးရောက်နေတာဟာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်က TH ပိုင်းကြီးပါဒီနေ့တော့ဗောနော်ကျွန်တော်တို့အရန်မှာကောင်းတဲ့မျက်လှည့်လေးတွေဗောနော်ကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဗျာနော် ဒီနေ့ကျွန်တော် David Copperfield ရဲ့နာမည်ကြီးညက်လဲပြကွက်တစ်ခုပြမယ်ပြီးရင်ပြန်သင်ပေးမယ်ဆိုတော့ဘာမှတော့မခတ်ပါဘူးကျွန်တော်တို့ဒီသေရပင်လေးနှစ်ပင်နဲ့ပေါ့နော်အဲ့တော့ဒီသေရပင်လေးနှစ်ပင်ဆိုရှင်ဒါကျွန်တော်တို့အားလုံးမြင်တဲ့အတိုင်းပဲဒါလုံးဝကျွန်တော်ရဲ့လက်ထဲမှာသေရပင်လေးနှစ်ပင်ကလုံးဝညှိနေရပေါ့နော်ဘလို့ဆွဲကိုဆွဲကြိုက်တယ်လို့ဆွဲမထွက်ဘူးဟုတ်တယ်အဲ့ဒါလေးကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီတိုင်းလေးလက်လေးနဲ့တော့ပို့လိုက်တာရင်တွေ့လားဒါ David Copperfield ပြခဲ့ပြကွာနော်တော့ကြည့်လိုက်ရင် तू ကကျွန်တော်လက်ထဲကနေပြီးတော့သေရပင်လေးကထွက်သွားအဲ့တော့ဒီပြကွက်လေးပြဖို့အရန်အောင်မှလွယ်လွယ်ကူကူလေးပဲ လာပြီနော်ဒီမှာတကယ်အဓိကနေရလာပြီ ပဲပေါ့နော်တေးပင်လေးနှစ်ပင်ရှိအောင်နဲ့ရတယ်တေးပင်လေးတစ်ပင်ကိုကြာတော့ကျွန်တော်လက်ညှိုးနဲ့လက်မမှာဒီလိုပုံစံလေးထည့်ထားမယ်နောက်ထပ်တစ်ပင်ကိုကြာတော့ကျွန်တော်ဒီလိုအောက်ကနေပြီးတော့ကျွန်တော်လက်နဲ့ညှိနေတဲ့ပုံစံမျိုးလေးကျွန်တော်ထည့်ထားမယ်ပေါ့နော်အဲ့ဒါကကျွန်တော်တာမန်လေးပဲထည့်လိုက်တာတာမန်တေးပင်ပဲဒါပေမဲ့တကယ်လျှို့ဝှက်ချတာပါလဲဆိုတော့ကျွန်တော်တို့ဒီအပေါ်ကလက်ညှိုးပေါ်ကဒီတေးပင်လေးကိုကျွန်တော်လက်ကလေးလေးနဲ့လှမ်းဖိထားဖို့လိုတယ်အဲ့လိုဖိထားလိုက်ခြင်းအပြင်ကျွန်တော်တို့ဆွဲတဲ့အခါမှာဘလို့ဆွဲမထွက်ဘူးလို့ပြောရင်းနဲ့ကျွန်တော်ဒါကိုအသေးဖိထားရတဲ့အခါမှာကျွန်တော်ဆွဲရင်းနဲ့လက်ညှိုးလေးကအောက်ကိုထွက်လိုက်တယ်ဒီတေးပင်လေးကထွက်လိုက်တယ်ပေါ့ထွက်ပြီးဘာလုပ်လဲဆိုတော့အောက်ကလက်မထည့်ထားတဲ့တေးပင်လေးကိုကျွန်တော်လက်ညှိုးလေးကိုထည့်လိုက်တယ်ပြီးတော့ကျွန်တော်အနားပြန်ကတ်တဲ့အချိန်မှာဘာလုပ်လိုက်လဲဆိုတော့လက်ကလေးလေးကိုလွှတ်လိုက်တဲ့အတွက်ကျွန်တော်တို့ဒါတေးပင်လေးနှစ်ခုကပြန်လွတ်ထွက်သွားပါတော့ဒါပေမဲ့ချက်ချင်းလွတ်ထွက်သွားတာကိုမပြဘဲနဲ့ကျွန်တော်ဒီအိုင်လေးပဲကတ်ထားတယ်ကတ်ထားပြီးမှဖြည်းဖြည်းချင်းလက်လေးနဲ့ပုတ်ပြီးတော့လွတ်ထွက်သွားရဲ့ အဓိကလှုပ်ဝက်ချက်ကအဲ့ဒါပဲနော်ဒါမျိုးကကျတော့လေ့ကျင့်လို့ရှိရင်ရတယ်ပေါ့နော်သူနည်းနည်းအချိန်လေးတော့စိုက်ရမယ်အားလေးစိုက်ရမယ်ပေါ့နော်တော်တော်လေးမိုက်တဲ့ပြကွက်လေးပဲဒါတငယ်ချင်းတွေပါတယ်ညာရေးဆိုတော့နည်းနည်းပါပြလို့ရတာပေါ့ ပုံစံမျိုးလေးပြလိုက်တဲ့သဘောမျိုးပေါ့နော်အဲ့တော့အဓိကဒီပြကွက်လေးပြဖို့ကကျွန်တော်တို့လက်ကလေးမှာဖိထားတဲ့တေးမင်းလေးကိုကျွန်တော်တို့လွှတ်လိုက်လို့ရှင်ဒါအဆင်ပြေပြီပေါ့နော်အဲ့တော့တချို့အရာတွေကလည်းဒီပြကွက်လေးရဲ့လျှို့ဝှက်ချက်ရဲ့အဓိကအစိတ်ပိုင်းလိုမျိုးပဲပေါ့နော်လက်လွတ်လိုက်ရင်အဆင်ပြေသွားမှာဆိုတာသိတဲ့နောက်ဆုံးမှာတော့လက်လွတ်လိုက်ရတာပဲဒါပေမဲ့လည်းရည်ရွယ်ချက်ကတော့ကိုယ်အဆင်ပြေဖို့မဟုတ်ခဲ့ဘူးဒီဘဲကမခန့်တော့ကွာမျက်လှည့်လေးပဲပြပါဆိုလူတွေကိုမယူမရဖြစ်အောင်လှုပ်သွားတယ်ကွာ ပုံမှန်ဆိုရှင်ကွာလက်ဖေးဆိုင်တွေထိုင်မျက်လဲတွေပြချင်တယ်မင်းတို့ကလည်းငါ့အမြဲတမ်းမေးတယ်ဆိုတော့ငါလည်းပုံမှန်ကက်တွေပိုင်းနဲ့ပြနေကြဆိုတော့လက်ဖေးဆိုင်ထိုင်ကက်တွေပိုင်းနဲ့မပြဘဲနဲ့ဘယ်လိုပြလို့ရမလဲโอเคအဲ့တော့စလိတ်နဲ့ပြလို့ရတဲ့ပြကွက်လေးတစ်ခုတော့ရှိရဲ့အကုန်လုံးနဲ့ပြန်ပြလို့ရအောင်ဒါနောက်တစ်ခွက်နော်နောက်တစ်ခွက် ဒါလေးကိုသင်ပေးမယ်အဲ့တော့အဓိကဘာမှမလို့စလိတ်လေးတစ်လိပ်ပဲလို့ရအဲ့ဒီစလိတ်လေးကိုဘာလုပ်မလဲဆိုတော့လက်ကင်လိုလေးယူထားလိုက်ယူထားပွင့်အဲ့ကောင်လေးဘာတော့လုပ်မလဲဆိုလေလေးနဲ့မှုတ်လိုက်ရင်စလိတ်လေးကပျောက်သွားဟောစလိတ်လေးဖဲရောက်သွားတယ်โอเคအဲ့ပြကွက်လေးကိုပြန်သင်ပေးလို့ရတယ်အဓိကစလိတ်ကဘယ်မှပျောက်သွားမှာမဟုတ်ဒီအောက်ကိုရောက်သွားသူကဘလို့လောက်ရလဲဆိုတော့သူကလက်ကနည်းနည်းကန်ရတာလေးရောနည်းနည်းလေးတော့ကြည့်ထားဖို့လိုတာပေါ့နော်အရင်ရောမခတ်ဘူးနော်သူကနဲ့သူပဲမျက်လှည့်ဆိုတဲ့အတိုင်းမျက်စိကိုလှည့်တာနော်အဲ့တော့ဒီလက်လေးနှစ်ချောင်းနဲ့ဒီလိုလေးကြိုက်ထားမယ်ပြီးလက်မလေးနဲ့ဒီလိုထိထားမယ်အဲ့တော့စလိတ်ကိုဒီလိုလက်ကယူတဲ့ကွယ်တဲ့ခါကျရင်ဘာလုပ်မလဲဆိုတော့ဒီလက်လေးကဒီလိုလေးတွန်းလိုက်မယ်အဓိကဒါလေးပဲဒီလိုလေးတွန်းလိုက်ရင်ပျောက်သွားတယ်အဲ့တော့ဒါလေးကိုဒီလိုလေးကြိုက်ထားမယ်ပြီးရင်ဒီကောင်ကဒီလိုလာအုပ်တဲ့အချိန်မှာဒီလိုလေးတွန်းလိုက်မယ်အဲ့တော့သူ့လက်ထဲမှာမပါသွားဘူးသူ့မှာရှိတဲ့ဟာလေးကိုပြစ်ချလိုက်မယ်ပြစ်ချပြီးတော့ပြန်ပြလိုက်တဲ့ခါကျရင်မရှိတော့ဒါကတော့နည်းနည်းလေးလေးချင်းလိုက်တာနဲ့ဒါချက်ချင်းပြန်ပြလို့ရတဲ့ကြောက်ပါပေါ့ဒီပြောက်ကွက်ကိုဘာလို့သင်ပေးလဲဆိုတော့သင်ပေးရဲ့အကြောင်းရင်းနှစ်ခုရှိရယ်တစ်ခုကကိုလည်းလက်ဖိတ်ဆိုင်တွေပိုင်းထိုင်နေတငယ်ချင်းတွေပိုင်းနဲ့စုံယူပြလို့ရအောင်ပေါ့နော်ပြီးတော့နောက်ထပ်သင်ပေးရဲ့အကြောင်းရင်းနောက်တစ်ခုရှိသေးတယ်သိစေချင်လို့ကွာတစ်ခါလေကြရင်ကိုကပျောက်သွားရင်6ခံလိုက်ရတယ်လို့ပဲတွေးလိုက်တာကိုတကယ်ပြစ်ချခံလိုက်ရတယ်ဆိုတော့လူတွေကသိမစင်စားမိကြဘူးလှုပ်ပြန်ပြီဟေးရောက်နေတာဟာကဲဒါလေးကတော့မျက်လက်စရာကြီးလှည့်စားမှုပေါ့နော်လှည့်စားပါလူတွေကိုတော့မလှည့်စားကြပါနဲ့လို့နော်အဲ့တော့ပြောချင်တာကတော့ဒါလေးပါပဲမျက်လက်လေးကိုတကယ်တော့ကြည့်ချင်တာပါဒီနေ့တော့ကဲလှည့်စားခံရပြီးပြီဆိုတော့ဒီလောက်ပါပဲလို့ဗီဒီယိုလေးရတော့နော်